အဲလစ်ကအာသာကိုထပ်တွေ့တယ်နှစ်ပေါင်းများစွာသူမတစ်သက်လုံးချစ်ခဲ့တဲ့အဲ့ဒီလူကိုဒါပေမဲ့ဒီတစ်ခါတော့အရင်ကလိုသူ့စီပြေးမသွားတော့ဘူးအေးဆက်ဆက်နဲ့ဖြတ်သွားရုံပဲအကြောင်းကတော့အရင်တစ်ခါကဒီလူအတွက်အယူမှုဖြစ်ခဲ့ရတယ်သူ့ကိုချစ်အောင်လုပ်ဖို့မနှဲလုပ်ခဲ့တဲ့အာသာကလူထုဖိအားကြောင့်အိမ်အောင်ကြဖို့အတမဖြစ်ခဲ့ရတယ်ဒါပေမဲ့စိတ်ထဲမှာတော့သူမကိုလုံးဝမချစ်နိုင်ဘူးလက်ထပ်ပြီးတစ်နှစ်မပြည့်ခင်မှာပဲသူမဖျားနာတဲ့အကြောင်းပြချက်နဲ့အိမ်မှာတော့ခတ်ချထားတယ်သူမ2နှစ်ကြာအောင်ခံနိုင်ခဲ့တဲ့နောက်တော့အဲ့ဒီယောဂကပဲသူမကိုယူသွားတယ်အာသာစီလူတွေအပြေးလွှားသတင်းပို့တယ်အာသာကမျက်စောင်းထုတ်တောင်မခံဘူးတကြိုလိုက်ပါလို့ပဲပြောပြီးဆက်သွားတယ်အခုအဲ့လစ်မှာဒုတိယအခွင့်ရေးရထားတယ်ဒါကြောင့်အာသာနဲ့အဝေးကြီးမှနေတဲ့အဲ့ဒီအဆုံးသက်မျိုးထပ်မဖြစ်အောင်နေတာပထမဆုံးသွားမယ့်နေရာကအတော်အိမ်အတော်ကအဲ့လစ်ရဲ့စိတ်ခံစားချက်ကိုနှစ်ပေါင်းများစွာကတည်းကသိတယ်ဒါကြောင့်သူတို့နှစ်ယောက်ကိုဖြည့်ဆက်ပေးဖို့ကြိုးစားတယ်အဲ့လစ်ကချက်ချင်းပဲပိတ်ပစ်လိုက်တယ်သူတို့နှစ်ယောက်လုံးဝမတန်ဘူးလို့ပြောပြီးတခြားတစ်ယောက်တကယ်ကိုင်းညီမဲ့သူရှာပေးဖို့အတော်ကိုတောင်းဆန်တဲ့အတိအကျအဲ့ဒီအချိန်မှာအာသာလမ်းလျှောက်လာတယ်အတော်ကအဲ့လစ်ယူလာတဲ့ကိတ်မုတ်တစ်ပိုင်းကိုကန့်လန့်နေအာသာကဘာမှမပြောဘဲယူလိုက်တယ်ပြီးတော့သူ့အမြင်ကွယ်သွားတာနဲ့အမိုက်ပုံးနဲ့ပစ်လိုက်တယ်အဲ့လစ်ကဒါကိုမြင်လိုက်ရတယ်သူမအတင်းအဓမ္မလက်ထပ်ပြီးမှသူမုန်းတာလို့ထင်ခဲ့ပေမဲ့အာသာကဒီထက်အရင်ကတည်းကသူမကိုမထီမဲ့မြင်လုပ်ခဲ့တာကိုသဘောပေါက်သွားတယ်နောက်နေ့မနက်မှာအဲ့လစ်ကအတော်ရဲ့မွေးနေ့စားပွဲကိုစောစောရောက်တယ်အတော်ကအနောက်ဖေးချန်ထဲမှာအကိုဖြစ်သူရှစ်ကစားနေသေးလို့သွားခေါ်ခိုင်းတယ်အဲ့လစ်အနောက်ဖေးကိုထွက်သွားတယ်အိမ်ကူတယောက်ဖြော်ရည်တဲ့ကိုတခုခုထည့်နေတာတွေ့တယ်သူ့အကူအန်ရရှိနေပြီးအဲ့လစ်အမြန်ရွှေ့လိုက်တယ်အစိတ်ခွက်ကအာသာလက်ထဲရောက်နေပြီးအဲ့လစ်ကရှီတိုးပြီးအာသာလက်ထဲကနေခွက်ကိုခောက်ချလိုက်တယ်အိမ်ကူကဓာတ်တစ်ချောင်းထုတ်ပြီးသူမကိုခုံဝင်တယ်အာသာကသူမမထိခင်မှာအကူကိုကန်ထုတ်လိုက်တယ်သူတို့အကူကိုထောင်းထားပြီးဘသူစီလွတ်တာလဲလို့မေးတယ်အကူကမပြောဘဲအမှောင်ထဲသွားတယ်အာသာကိုအသက်ငယ်တဲ့အတွက်အဲ့လစ်ကိုဆက်ချင်တယ်သူမကိုတော့လာသိန်း100ပေးတယ်ပြီးတော့ဒါသိမ့်မများဘူးဒီပတ်စံယူပြီးတစ်ဖက်တလန်းနေကြတာပေါ့ဘာမှပြန်မဆက်မိစေနဲ့လို့ပြောတယ်အဲ့လစ်ချက်ချင်းသဘောပေါက်တယ်သူမကိုကန့်ကြီးမှကြောက်နေတာပဲသူမပတ်စံတပြားမကြံအောင်ပြန်ပေးလိုက်တယ်တခုလေးတော့အကြောင်းရင်းကအကိုကိုကာကွယ်ဖို့သာကြားဝင်ခဲ့တာလို့တက်ပြောလိုက်တယ်အာသာကကောင်းပြီလို့ပြောပြီးပတ်စံအိတ်ကက်ထဲပြန်သွင်းကရှောက်သွားတယ်အဲ့လစ်ချက်ချင်းနောက်တရမိတယ်သူယဉ်ကျေးမှုအတွက်ပဲလောက်တာလို့ထင်ခဲ့တာနောက်တစ်ခါဆိုပတ်စံပြန်ကောက်ရမယ်လို့အတီးပေးလိုက်တယ်အဲ့ဒီညအတိုင်းပဲလှုပ်ကြံတက်ဖြတ်သူတွေအိမ်ကိုရောက်လာတယ်အဲ့လစ်အောင်ကိုပစက်ဖွင့်လိုက်တယ်အာသာကအတန်မထွက်ခင်လက်နဲ့ဖုံးအုပ်လိုက်တယ်အဲ့လစ်ပတ်စံကိစ္စပြောဖို့အကြောင်းပြောနေတော့လှုပ်ကြံသူတယောက်သူတို့စီကိုတက်ပြေးလာတယ်အာသာချက်ချင်းတုတ်ပြန်တယ်သူ့ကိုရှင်းထုတ်လိုက်တယ်ပြီးတော့အဲ့လစ်ကိုဆွဲပြီးပြေးတယ်လှုပ်ကြံသူတွေစက်တိုက်လိုက်လာတယ်သူတို့နောက်ကိုကတ်နေတယ်အဲ့လစ်ကဗီဇအတိုင်းအာသာအတွက်ထိုးချက်ကိုခံယူဖို့လှုပ်ရှားတယ်အာသာကသူမကိုအရင်ကာကွယ်ပေးတယ်သူ့လူတွေနောက်ဆုံးမိပြီးရောက်လာတယ်တိုက်ခိုက်သူတွေများလုံးနဲ့မင်းသွားပါလို့အာသာကိုပြောတယ်သူတို့တောင်မို့ကိုရောက်သွားတယ်အာသာနောက်ဆုံးမှာသူ့အကန့်အသတ်ကိုရောက်ပြီးလဲကျသွားတယ်အဲ့လက်သွေးတွေမြင်ရတယ်မရက်တက်နိုင်ဘူးဘာမဆိုကြော်ပြီးသူ့ခန္ဓာကိုယ်မှာဆေးရှာတယ်သူနားမလည်နိုင်ဘူးဒီလူကသူမကိုမခံနိုင်ဘူးဒါဆိုပါလို့သူ့အသက်ကိုဆက်တေးပြီးသူမကိုကာကွယ်တာလဲသူ့အဖျားကမြင်မြင်တက်လာတယ်အဲ့လက်တယောက်ထဲထွက်ပြီးဆေးပင်ရှာတယ်သူမပြန်လာတဲ့အခါအာသာလုံးဝသတိလစ်နေပြီးသူမဆေးပင်တွေကိုသူ့ပါဆက်ထဲထည့်ဖို့ကြကိုးစားတယ်သူမေးရိုးမပွင့်ဘူးသူ့အတွက်ကြောင့်သူနာသွားတာပါအဲ့လက်တည်တယ်ဒါကြောင့်သူမတခါမှမမြင်ဘူးတဲ့အရာတစ်ခုကိုလှုပ်လိုက်တဲ့ဆေးကိုပါဆက်နဲ့တိုက်ကျွေးလိုက်တယ်နောက်နေ့မနက်မှာအာသာပြန်တတိရလာတယ်အဲ့လက်ကသူ့ကိုမိပြီးကွေးနေတာတွေ့တယ်သူမဒီဘက်ချမ်းရှိတာမသိခဲ့ဘူးသူမဟာပြောညံ့ပြီးအစင်တန်းနောက်ပဲလိုက်တယ်လို့အမြဲထင်ခဲ့တာအကြောင်းမူကားသူမကိုဘယ်တော့မှတကယ်မသိခဲ့ဘူးအဲ့လက်လှုပ်လိုက်တာနဲ့အာသာမျက်စိကိုမိတ်ထားတယ်အဲ့လက်ကဖះကျေးဇူးပဲအဖျားကျသွားပြီလို့ပြောတယ်အခုအာသာသူမကိုအကျွေးတင်နေတယ်သူ့အသက်ကို2ကြိမ်ကတင်ခဲ့တယ်ဒေါ်လာ300ဆိုတာလုံးဝမလုံလောက်ဘူးအဲ့ဒီအခါမှာအာသာကဒါဆိုမင်းဘယ်လောက်လိုချင်လဲလို့မေးတယ်